တော့ကပတ်တော့စားမယ်ပေါ့နော်တူရကီဆိုင်မှာဟိုမှာပါတူရီလို့ခေါ်ပါတယ်တူရကီအလံလေးနဲ့ပါအဲ့ဆိုင်မှာကျွန်တော်ကပတ်တော့စားပါမယ် You remember me? Assalamu alaikum. Yeah. Can I have a lamb kebab and with one yogurt? Music making ripples in our paper cups, and all we do is glide. So we stick 'em up, cotton candy clouds, and we tripping up. ကျွန်တော်ကပတ်ကိုတိုးသားနဲ့ပြီးတော့ဒိန်ဂျင်နဲ့ပေါ့နော်တူရကီဒိန်ဂျင်နဲ့ဝယ်လာပါတယ်တူရကီဒိန်ဂျင်ကမတူမြန်မာဒိန်ဂျင်နဲ့မတူဆိုတော့သူတို့ကနည်းနည်းအငံတက်ပါတယ်ဗျာစားထည့်တာလားမသိဘူးပေါ့နော်အဲ့တော့သူ့ဟာနဲ့သူတို့မစိုးဘူးပေါ့ဗျာမြန်မာပြည်ဒိန်ဂျင်မရှိပေမဲ့လည်းတူရကီဒိန်ဂျင်တောက်အောင်ပါပေါ့အခုကတော့တိုးသားကပတ်စားပါမယ်ကပတ်ဆိုင်သူကရွေးချယ်စရာရှိတယ်ပေါ့နော်တိုးသားစားမလားပြီးချက်သားစားမလားပေါ့နော်ဒါပေမဲ့တကယ်တမ်းဒီကပတ်ကတိုးသားနဲ့မြဗျာအဲ့လိုတိုးသားအနံ့လေးမှာညှိနှမ်းအဲ့လိုမျိုးပေါ့နော်အဲ့လိုအနံ့နဲ့မှာဒီကပတ်ရဲ့အနံ့လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဘတ်မှာကောင်းတဲ့ဟာလေသူတို့ရဲ့ဒီ sauce ပေါ့နော်အရောင်ကတော့ mayonnaise လိုပဲအဖြူရောင်ဒါပေမဲ့ချက်တုံမျိုးကြိတ်ပြီးတော့ mayonnaise ပါမယ်ထင်တာတော့ချင်းမှာငံနေဗျဟိုဘယ်လိုကျွန်တော်စားစိန်ထားတယ်လေငါ6တွေပဲစားလိုက်ရတယ်လို့ဒါပေမဲ့အဲ့ငံနဲ့အဲ့ရက်တာပြီးသွားရင်ဒိန်ကြီးအချင်းနဲ့ရတာရှာပေါ်မှာပေါ်လာတယ်မြန်မာပြည်မှာအများစုကတော့ရှဝါမာလို့ခေါ်တယ်ပေါ့နော်ဟောရှဝါမာမလားကပတ်မလားကြိုက်တာခေါ်ပါဒါကတော့ Halal certificate ရတဲ့ကိုရီးယားရဲ့ပထမဦးဆုံးHalal burger ရောင်းတဲ့ဆိုင်မှာဆိုင်မှာသုံးတဲ့အသားတွေစက်သားနဲ့အမဲသားကို certificate ယူရတယ်ဆိုတဲ့အကြောင်းလည်းသူတို့ဒီမှာပြတာပါတယ်သူတို့ဆိုင်ကတော့ vending machine ကနေပြီးတော့ order လက်ခံပါတယ်ကျွန်တော်ကတော့ရှင်းချုံသူတို့ဆိုင်ရဲ့ signature burger ကိုကျွန်တော်မှားလိုက်ပါတယ်ဆိုင်ကကျင်းတယ်ဆိုပေမဲ့အရန်ကြီးလည်းမကျင်းဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီဆိုင်ရဲ့ vibe ကိုအရန်ကြိုက်ပါတယ်ဒီဆိုင်မှာအဲ့လိုမျိုး sauce ပေါင်းစုံနိုင်ငံခြားကျွန်တော်တို့ဒီ Thai ရ sauce တွေပါလည်းပေးရပါတယ်အခုဆိုရင်တော့ကျွန်တော်ဘာကာစားပါပြီဘာကာအရန်ထူလို့ကျွန်တော်လက်နဲ့ကိုဖိလိုက်ရပါတယ်ဒီဘာကာကိုကြိုက်တဲ့အရာတစ်ခုကတော့မစားခင်တည်းကသူကချက်သွန်အနီကြော်ရတဲ့အနှစ်အနံ့လေးကမှုေးနေတယ်ပေါ့နော်အဲ့ဒီအနံ့လေးနဲ့အမဲသားရဲ့တကယ်ဒီအစီအနှစ်အရသာလေးနဲ့ဆိုပြီးတော့ဒီဘာကာတော်တော်လေးကိုစားလို့ကောင်းတာပါပြီးတော့ပေါ်ကဘန်းကလည်းပါမုတ်ကလည်းပျော့ပျော့လေးနဲ့တော်တော်လေးလိုက်ပါတယ်တကိုက်ကိုတော်တော်ကြီးကြီးကိုကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ဘာကာတော်တော်လေးကိုထူလို့ပါအဲ့ကြောင့်လို့အပေါ်မှာအလယ်မှာကျွန်တော်ဒုတ်ဆိုင်ထားရပါတယ်ကိုရီးယားမှာရှိတဲ့ Halal food ဆိုင်ရဲ့ block pad 2လေးပါဒါတွေကတော့ကျွန်တော်အခုနောက်ပိုင်းမှာကျွန်တော် special pad 3လာပါမယ်အဲ့ pad 3မှာတော့ထူးထူးဆန်းဆန်းဆိုင်လေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်အဲ့တော့ pad 3မှာပြန်ဆုံးကြပါမယ်